မင်္ဂလာဦးညမှာအရှင်မင်းကြီးကနန်းဝန်နန်းသားတွေကိုချွတ်ပြီးခတင်ပေါ်မှာထိုင်လိုက်ရုံရှိသေးတယ်ကျမကမအောက်နိုင်တော့ပဲသူ့စီပြေးကပ်ပြီးနန်းလိုက်မိတယ်မင်္ဂလာဦးညဆိုတာဒီလိုမျိုးနန်းရတာလားအကိုတော်ဆိုပြီးဆက်လိုက်တော့အရှင်မင်းကြီးကမြေခွေးတစ်ကောင်လိုပြုံးပြီးကျမကိုခတင်ပေါ်ဆွဲလဲပါတော့တယ်တကယ်တော့ကျမကငငယ်ကလေးကတိတ်မလိမ္မာတဲ့အယူမလေးတစ်ယောက်ပါပဲဒါပေမဲ့ကျမဖေဖေကအာနာရှိတဲ့ဝင်ကြီးချုပ်ဖြစ်နေလို့ဘယ်သူမှထုတ်မပြောရဲကြဘူးဖေဖေကကျမကိုဒီလောက်အထိချစ်ရတာကသူ့အသက်ကိုကျမကကယ်ခဲ့လို့ပါကျမမမွေးခင်ကစစ်တေနာပတိချုပ်ပုံကန်တုန်းကဖေဖေကအရှင်မင်းကြီးကိုစားအစိတ်လူးများခံယူခဲ့ရတယ်ယတိတပါးကအိမ်တော်ကကလေးတယောက်ရဲ့ဝိညာဉ်တစိတ်တစ်ပိုင်းကိုယူမဖေဖေပြန်ကျမ်းပါမယ်လို့မိန့်ကြားခဲ့လို့မေမေဝမ်းပိုက်ထဲကကျမစီကဝိညာဉ်ကိုယူခဲ့ရတာပါဒါကြောင့်ကျမမွေးလာတဲ့အခါအမြဲတမ်းသွားရည်တွေကြပြီးဦးချောင်းချောင်းဖြစ်နေခဲ့တယ်ဒါပေမဲ့ကျမကကံကောင်းခြင်းတွေကိုယူဆောင်လာပေးသူပါအရှင်မင်းကြီးရဲ့မွေးနေ့မှာကျမကတက်တော်ရကျော်ရှိပါစေလို့ပထမဆုံးစကားပြောနိုင်ခဲ့လို့မင်းသမီးဘွဲ့ရခဲ့တယ်နောက်ပိုင်းမိုးခေါင်ရေရှားဖြစ်တော့လဲကျမကမိုးရွာပါစေလို့ပြောလိုက်တာနဲ့မိုးတွေတကြီးမဲကြီးရွာချလာခဲ့လို့ကြောက်ရွှဲမင်းသမီးကံကောင်းခြင်းကျပွင့်လို့အားလုံးကသတ်မှတ်ခဲ့ကြပါတယ်တနေ့ဥယျာဉ်တော်ထဲမှာကျမလဲကျသွားတော့လူငယ်လေးတစ်ယောက်ကထူပေးခဲ့တယ်သူကတော့ခန့်ညားပြီးမျက်လုံးတွေထက်မြက်တဲ့စစ်ကျင်ချံပါအဲ့ဒီနောက်အရှင်မင်းကြီးကနောက်တစ်ချိန်ဘသူဘရင်ဖြစ်မလဲလို့မေးတဲ့အခါကျမကစစ်ကျင်ချံကိုပဲလက်ညှိုးထိုးပြခဲ့တယ်နောက်ဆုံးမှာတော့သူဟာထီးနှန်းကိုအောင်မြင်စွာဆက်ခံနိုင်ခဲ့ပါတယ်စစ်ကျင်ချံကကျမကိုလက်ထပ်ဖို့ဖေဖေးစီမှာခွင့်တောင်းခဲ့တယ်ဖေဖေကကျွန်တော်သမီးကအသိဉာဏ်မပြည့်စုံတဲ့သူပါအရှင်ကတကယ်ပဲဒီလိုလူမျိုးကိုနန်းတွင်းနဲ့ခေါ်သွင်းချင်တာလားလို့မေးခဲ့ပေမဲ့စစ်ကျင်ချံကငါကိုတော့အလိုရှိတယ်ရွှဲအားကိုဘယ်တော့မှစိတ်မစင်းရဲစေရဘူးလို့ကတိပေးခဲ့တယ်ဖေဖေကသူကွယ်လွန်သွားရင်ကျမကိုစောက်ရှောက်မဲ့သူမရှိမှစိုးရိမ်နေတာမို့စစ်ကျင်ချံရဲ့ကတိစကားတွေကိုယုံကြည်ပြီးသဘောတူခဲ့ပါတယ်ကျမကိုတော်ဝင်ကျင်ရတော့အဖြစ်ခန့်အပ်တဲ့အမိန့်တော်ဟာတစ်မျိုးလုံးကိုပြန့်နှံ့သွားတယ်နန်းတော်ထဲရောက်တဲ့နေ့မှာအထိန်တော်ကြီးကကျမကိုစီကံမရှိဘူးဆိုပြီးရိုက်နှက်ခဲ့တယ်စစ်ကျင်ချံရောက်လာပြီးကျမရဲ့หนีရဲနေတဲ့လက်ဖမိုးကိုမြင်တော့ဒေါသအကြီးအကျယ်ထွက်သွားတယ်ဒါဘသူလောက်တာလဲလို့အော်မေးပြီးကျမကိုရိုက်ခဲ့တဲ့အစီခံတွေကိုပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့ပါတယ်။သူကကျမအနားမှာတော့အမြဲတမ်းနှူးညံ့တဲ့အကိုတော်တယောက်ဖြစ်နေပေးခဲ့ပါတယ်။နန်းတော်ထဲမှာ3လကြာတဲ့အခါကျမရဲ့အကိုကြီးစစ်ပွဲမှာဒဏ်ရာရပြီးအဆက်အသွယ်ပြတ်နေတဲ့ဆိုတဲ့သတင်းကြောင့်ကျမစိတ်ပူပြီးမေ့လဲသွားခဲ့တယ်။နိုးလာတဲ့အခါမှာတော့ဝမ်းသာစရာသတင်းနှစ်ခုကြားလိုက်ရတယ်။အကိုကြီးကစစ်ပွဲမှာအနိုင်ရခဲ့တယ်လို့ကျမမှလည်းကိုဝင်2လရှိနေပြီတဲ့စစ်ကျင်ချံကမင်းကတကယ်ကိုကိုရောရဲ့ကံကောင်းခြင်းကျေလေးပဲဆိုပြီးဝမ်းသာအားရပွေ့ပတ်ထားခဲ့တယ်ဒါပေမဲ့နန်းတွင်းဆိုတာအန္တရာယ်များလာပါတယ်ကျမကိုဝင်ဆောင်နေတော့ဟင်းလျာတဲ့အစိတ်ခတ်ပြီးလှုပ်ကြံတာခံခဲ့ရတယ်ကံကောင်းလို့အသက်ဘေးကလွတ်ခဲ့ပေမဲ့ဘသူလှုပ်တာလဲဆိုတာရှာမတွေ့ခဲ့ဘူးကလေးမွေးဖွားတဲ့နေ့မှာတော့ကျမအရန်အားနေနေခဲ့တယ်စစ်ကျင်ချံကကျမကိုဒါငါတို့ရဲ့သမီးတော်လေးလို့ပြခဲ့ပေမဲ့ကျမအရန်ထိတ်လန့်သွားတယ်ဘာလို့လဲဆိုတော့ကလေးမွေးပေးတဲ့အထိန်တော်ကသားတော်လေးမွေးတာပါလို့ကျမနားမှာတိုးတိုးလေးပြောခဲ့တာကိုကြားလိုက်ရလို့ပါဘသူကငါသားလေးကိုလဲသွားတာလဲဆိုတဲ့အတွေးနဲ့ကျမရင်ခွဲမတက်ခံစားခဲ့ရတယ်မိဖုရားခေါင်ကြီးလားဒါမှမဟုတ်တခြားသူတွေလားဆိုတာကျမတန်တရားဝင်လာခဲ့ပါတယ်ကျမအနားမှာအမြဲရှိနေတဲ့အစီခံရင်းထောင်ကလည်းအရင်ဘရင်တုန်းကလက်ကြံဖြစ်နေတော့တမျိုးလုံးတက်ဖြတ်ခံခဲ့ရတဲ့နာကြီးချက်တွေနဲ့သူမဟာမိဖုရားရဲ့ခိုင်ကြီးနဲ့ပူးပေါင်းပြီးကျမရဲ့ကလေးကိုတက်ပစ်ဖို့ကြံစီခဲ့တာကိုသိလိုက်ရပါတယ်။ရင်းထောင်ရဲ့ဝန်ခံချက်တွေနဲ့အတူမိဖုရားခေါင်ကြီးနဲ့သူမရဲ့အနွယ်တော်တွေဟာအာနာလူဖို့ကြံစီမှုတွေကြောင့်စစ်ကျင်ချံရဲ့နှိမ်နင်းခြင်းကိုခံလိုက်ရပါတယ်။အရာအလုံးပြီးဆုံးသွားပေမဲ့ကျမကတော့အိမ်မက်ဆိုးတွေမကြာခဏမက်နေခဲ့တယ်။တညမှာတော့ကျမလန့်နိုးလာပြီးအကိုတော်ကျမဖေဖေကိုလွမ်းနဲ့အိမ်ပြန်ကျင်တယ်လို့ငိုပြီးပြောမိတယ်စစ်ကျင်ချံကကျမကိုရင်ခွင်ထဲပိုက်ပြီးအခုပဲငါတို့ဝင်ကြီးချုပ်အိမ်တော်ကိုတွားကြတာပေါ့ဆိုပြီးချက်ချင်းခီးထွက်ဖို့ပြင်ဆင်ပေးခဲ့ပါတယ်နန်းတော်ကနေထွက်လာတဲ့လမ်းခီးမှာသူကကျမကိုနှွေးထွေးစွာဖတ်ထားရင်းအခုလိုကတိပေးခဲ့ပါတယ်နောက်ဘဝကျရင်ငါဧကရစ်မဖြစ်ချင်တော့ဘူးမင်းနဲ့အတူတာမန်လင်မယားအဖြစ်နဲ့ပဲတစ်သက်လုံးပေါင်းတင်သွားခြင်းနဲ့ကျမလည်းသူ့ကိုကြည့်ပြီးလက်တန်းချင်းချိတ်ကကတိပြုခဲ့ပါတယ်နန်းတွင်းရဲ့အရှုပ်ထွေးတွေတွေးထွက်တန်ယုံမှုတွေကနေဝေးရာကိုထွက်ခွာလာရင်ကျမတို့နှစ်ယောက်ရဲ့အချစ်ကတော့အေးချမ်းစွာနဲ့ဆက်လက်တည်ရှိနေပါတော့တယ်